ပရိသနဝိဇာနန္တိမယမိထယမမတိရေစတထဝိဇာနန္တိတတောတမန္တိမေရကာမြတ်စွာဘုရားမိန့်ကြားလိုရင်းကမတိနာမလဲတဲ့ပုဂ္ဂိုလ်တွေဟာလောကကြီးပြတ်သုံးမှုအတွက်တို့တွေကြိုးပမ်းအထောက်နေကြတာလို့ကိုလုပ်နေတဲ့အလုပ်ကိုကိုယ်တိုင်စဉ်းစားနိုင်စွာမရှိကြဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်မတိနာမလဲတဲ့ပုဂ္ဂိုလ်ဟာတို့တွေတဦးနဲ့တဦးရံဖြစ်ပြီးအငင်းပွားနေခြင်းဟာအငင်းပွားရင်းနဲ့ပဲဘဝကိုဆုံးသတ်ကြရမှာဖြစ်တယ်ဆိုတာကိုနားမလဲကြဘူးဒီတဲ့ရှင်းရှင်းပြောရမယ်ဆိုရင်တို့တွေဟာရံဖြစ်ရင်သေပွဲဝင်ကြရမယ်ဆိုတာကိုမသိချဘူးသိတဲ့ပညာရှိတွေကြောင့်လောကမှာရံပွဲတွေရပ်ဆဲပြီးတော့ငြိမ်းချမ်းမှုကိုရသွားကြတာဖြစ်တယ်လို့ဒီဒေသနာတော်ကိုမြတ်စွာဘုရားဟောတာဖြစ်တယ်ပေါ့အဲဒီတော့လောကမှာတဦးနဲ့တဦးအစမပြေကြလို့အငြင်းပွားကြတာအစမပြေကြလို့ရံဖြစ်ကြတာလေအဲ့ဒီလိုအစမပြေလို့အငြင်းပွားခြင်းရံဖြစ်ခြင်းဆိုတဲ့အလုပ်တွေကိုလုပ်နေတဲ့ပုဂ္ဂိုလ်တွေဟာဒေါသတွေမောဟတွေနဲ့လွမ်းထုံနေသည့်အတွက်ကြောင့်အမှန်တရားဆိုတာမမြင်နိုင်ကြဘူးတကယ်ကရံဖြစ်ရင်ဆဲရင်ဆိုရင်တဦးနဲ့တူရိုက်ရင်နှက်ရင်ငြင်းကြရင်ခုံကြရင်နဲ့သေပွဲဝင်သွားကြပါမယ်သေပွဲဝင်သွားကြရမယ်ဆိုတာကိုစဉ်းစားသင့်တယ်ရေစတထဝိဇာနန္တိအဲ့ဒါလို့စဉ်းစားတတ်တဲ့ပုဂ္ဂိုလ်တွေကငါတို့တွေဟာတွေးဆုံခိုက်ကလေးမှာတဦးနဲ့တဦးညီညွတ်ညွတ်ခင်ခင်မင်းမင်းမေတ္တာသက်ဝင်ချစ်ခင်ကြပြီးအတူတကွလက်တွဲလို့အခက်အခဲတွေကိုဖြေရှင်းကြရမှာဖြစ်တယ်တဦးနဲ့တဦးရံဖြစ်ပြီးအစမပြေမှုတွေနဲ့စခန်းသွားနေရင်တို့တွေဘာမှအကျိုးရှိမှာမဟုတ်ဘူးလို့သိရှိနားလည်တဲ့ပညာရှိပုဂ္ဂိုလ်တွေကြောင့်တတောတမ္မန္တိမေရကအငြင်းခုံပြဿနာတွေတဦးနဲ့တဦးအစမပြေမှုအငြင်းပွားမှုတွေရပ်စဲပြီးငြိမ်းအေးသွားနိုင်တယ်လို့ဒါမြတ်စွာဘုရားကဟောလို့ရင်ဖြစ်တယ်ပေါ့